ဒီကောင်ကိုမှောက်မယ်ဒါပြင်ဖဲရောလိုက်မယ်နော်ဒီမှာတဝက်ချူလိုက်တဲ့တဝက်ချူလိုက်ဟုတ်ပြီအဲ့ခဏကိုကြိုက်လို့ချူရယ်ခဏရွေးရကတီးဖို့ဒီနေ့ဖဲမြက်လက်တကွက်ပြန်တင်နေတယ်ဒီကောင်ဒီကွက်ကတော့ဖဲမကဆော့ပါတယ်အဲ့တော့ဒီကောင်လေးကိုဆော့ကြည့်ချင်းလိုက်ကျင်တာပါအဲ့တော့ဖဲထုတ်ကြည့်ရနော်အဲ့ဒီကောင်ကိုရောလိုက်မယ်ဒါပြင်ဖဲတော့နေပြီးတော့တကယ်ယူလိုက်ကြည့်ကြည့်လိုက်ဒါရွေးရကအဲ့ဒီကပ်ကိုဒီနော်ဒီကပ်ဒီနော်ဒီကောင်ကိုမှောက်မယ်ဒါပြင်ဖဲရောလိုက်မယ်နော်ခုနကခဏရွေးရကပ်ကပြန်မရှိလို့မသိဒါပေမဲ့ဒီကောင်ကိုခုနကဒီမှာတဝက်ချူတဲ့တဝက်ချူဟုတ်ပြီဒါကြတဲ့တဝက်ချူရနော်ကိုစိတ်ချက်ချူလို့ကိုကောင်မလေးပြရင်ကိုကောင်မလေးချူပါလိမ့်ဒါပြင်ဟိုဒီလက်လက်လေးဒီပေါ်တင်လိုက်ပါဒါပြင်ပညာလုပ်မယ်ဒါပြင်ဖွင့်ကြခြင်းပေါ့ကောင်မလေးလက်ကိုင်ပညာတိလုပ်လို့ရဟုတ်ပြီခဏကိုကြက်လို့ချူရယ်ခဏရွေးရကတီးဖို့နော်